တော့ငလျင်လှုပ်သလိုအိမ်ထဲကိုစာတွေအများအပြားဝင်လာတာကြောင့်အတော်လေးမယားတို့မှာအိမ်မှာမနေရဲကြတော့ပါဘူး။ဒါကြောင့်သူတို့ကရေပက်လယ်ဝိုင်းနေတဲ့မီးပြတိုက်စီမှာပြောင်းရွှေ့နေထိုင်ကြပါတယ်။ Harry ရဲ့17နှစ်ပြည့်မွေးနေ့မှာတော့သူတို့အိမ်ကို Hagrid လို့ခေါ်တဲ့လူကြီးတစ်ယောက်ဝင်လာပါတယ်။ Hagrid က Harry စီကပြန်စာတွေမရတဲ့အတွက်ကြောင့် Hogwarts မှာကျောင်းလာတက်ဖို့ကိုယ်တိုင်လာခေါ်တာဖြစ်ပါတယ်။ Harry ကတော့သူ့မိဘတွေကားမှောက်ပြီးဆုံးသွားတယ်လို့ပဲသိထားပြီးမော်ဆရာတွေဖြစ်နေတယ်ဆိုတာကို Hagrid ပြောပြမှသိခွင့်ရခဲ့ပါတယ်။အဲ့လိုနဲ့ Harry ကမက်ကယ်တွေဖြစ်ကြတဲ့ဦးလေးနဲ့အတော်တို့နဲ့အတူမနေတော့ဘဲ Hagrid နဲ့အတူလိုက်သွားခဲ့ပါတယ်။မက်ကယ်ဆိုတာကမော်ပညာမတတ်တဲ့လူတွေကိုခေါ်တာဖြစ်ပါတယ်။ Harry ကသူ့အတွက်လိုအပ်တဲ့မော်ပစ္စည်းတွေကိုဘယ်မှာဝယ်ရမှန်းမသိဖြစ်နေပါတယ်။ Hagrid ကလည်း Harry လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ Diagon Alley ကိုခေါ်သွားပါတယ်။ Harry ကသူ့မှာပစ္စည်းတွေဝယ်ဖို့ပိုက်ဆံမရှိကြောင်းပြောတဲ့အခါမှာ Harry မိဘတွေချန်ထားခဲ့တဲ့ရွှေတွေရှိတဲ့ဘဏ်စီကို Hagrid က Harry ကိုခေါ်သွားပါတယ်။ဘဏ်ဝန်ထမ်းတွေကGoblinတွေဖြစ်ကြပြီးသူတို့ကထက်မြက်ကြတယ်လို့ Hagrid ကရှင်းပြနေခဲ့ပါတယ်။ Hagrid က Dumbledore တာဝန်ပေးလိုက်တဲ့ပစ္စည်းကိုထုတ်ယူဖို့နဲ့ Harry အတွက် Harry မိဘတွေချန်ခဲ့တဲ့ရွှေတွေကိုထုတ်ယူဖို့ဘဏ်မန်နေဂျာကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်မော်တုတ်တန်ကျန်နေသေးတာကြောင့်မော်တုတ်တန်ဝယ်ဖို့သွားကြပါတယ်။ဆိုင်ကိုရောက်တဲ့အခါမှာတော့ Harry ကသူနဲ့အဆင်ပြေမဲ့မော်တုတ်တန်ကိုရွေးချယ်နေပါတယ်။မော်တုတ်တန်တချို့က Harry နဲ့မလိုက်ဖက်လို့ဆိုင်ရှင်ကနောက်ဆုံးတစ်ခုသေချာရွေးပေးလိုက်တဲ့အခါမှာမော်တုတ်တန်က Harry ကိုရွေးချယ်သွားပါတယ်။အဲ့ဒီမော်တုတ်တန်ရဲ့အမွှာမော်တုတ်ပိုင်ရှင်က Harry ကိုအမာရွတ်ပေးခဲ့တဲ့သူဖြစ်ကြောင်းနဲ့ Harry မိဘတွေကိုတတ်ခဲ့သူဖြစ်ကြောင်းကိုဆိုင်ရှင်ထံမှသိလိုက်ရပါတယ်။အဲ့ဒီနောက် Hagrid ကိုမေးမြန်းခဲ့ပါတယ်။ထိုလူရဲ့နာမည်က Voldemort ဖြစ်ပြီးသူ့မိဘတွေကိုတတ်ခဲ့ကြောင်းနဲ့ Voldemort တတ်တဲ့လူတွေထဲမှာ Harry ပဲအသက်ရှင်ခဲ့တဲ့အတွက်ကြောင့် Harry ကမော်ပညာလောကမှာနာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ Harry မသေခဲ့တာကလည်း Harry အမေရဲ့မေတ္တာကာကွယ်မန်ထံကြောင့်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်